အားလုံးမင်္ဂလာပါဒီနေ့ကတော့အရန်ကိုရွေးရှင်းပြီးတော့လွယ်ကူတဲ့ကြက်ဥပြိုးနည်းလေးကိုပြောပြအောင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဒီကအခွန်မပါဘူးเนาะတာမကြက်ဥပြိုးတာမဟုတ်ဘူးပေါ့နော်အခွန်မပါပဲကြက်ဥပြိုးတဲ့နည်းလေးကိုပြောပြမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်လည်းတူစားလိုက်အောင်ကျွန်တော်တို့ရေအရင်ဆိုဒီလိုလက်နဲ့စစ်စားလောက်ပေါ့နော်ဒီလိုထိထက်မှာဖြစ်ပါတယ်ကျွန်တော်တို့ရေဘူးကြက်တာခဏလေးစားလိုက်မှာဖြစ်ပါတယ်ကျွန်တော်တို့ရေပူကြက်လာပြီဆိုရင်ဒီလိုနတ်ဆောကနော်ချင်းရင်နော်နိုင်ငံထဲမှာဖြစ်ပါတယ်ကျွန်တော်ချင်းနိုင်ငံထဲပြီးရင်ခဏလေးဆောက်လိုက်ပါနော်ကျွန်တော်တို့ချင်းရင်ထဲပြီးလို့ရေပြန်ကြက်လာပြီဆိုရင်မီးလေးကိုပြန်လျှော့လိုက်မယ်ကျွန်တော်တို့ဒီနေရာမှာရေကတအားနဲလို့လည်းမရဘူးတအားများလို့လည်းမရဘူးနော်ကျွန်တော်တို့ရေပူပေါ့ပေါ့ဆူနေတာနေပါပြီဆိုရင်ကျွန်တော်တို့ဒီလေးကိုဒီလိုဇုံးလေးနဲ့မွေးပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကြက်ဥလေးကိုအလက်တက်တက်ဖောက်ထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ခဏလေးစားလိုက်ပါကျွန်တော်အခုဆိုကြက်ဥလေးကအပေါ်တက်လာပြီဖြစ်ပါတယ်ကျွန်တော်တို့ရေတအောင်ညရင်ဒီကြက်ဥအပေါ်မတက်ဘူးဖြစ်သွားအောင်နော်ဒီတအောင်နိုင်ရင်လည်းအောက်မှာကပ်ပြီးနေတာပေါ့နော်အခုဆိုကျွန်တော်ဒီမှာကြက်ဥလေးအပေါ်မှာလွှဲနေပြီပေါ့โอเคကျွန်တော်တို့ကျုပ်ကလေးရပြီဆိုတော့ဒီကျုပ်ကလေးပေါ်ဆက်နေလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ကိုကတောက်ကြက်ကြက်လေးဆက်ချင်ကြာကြာလေးထားပါတော့ကျွန်တော်တို့ကြတော့ဒီမှာပြောမှမာလေးပေါ့အဲမှာမီဒီယမ်ပေါ့နော်အလဲဆိုင်ပေါ့နော်ကိုကဒီမှာကြက်ကြက်လေးဆက်ချင်တယ်ကြာကြာလေးထားပါတော့ပြီးရင်ကျွန်တော်တို့ဒီလိုစက်ကူပန်းလေးပေါ့ရေ6အုပ်ပေါ့နော်โอเคဒါဆိုကျွန်တော်တို့မပါတဲ့ကျက်ဘူးပြိုးလေးရိုက်ဖြစ်ပါတော့ဒါဆိုအကောင်မပါတဲ့ကျဥပြိုးလေးရိုက်ဖြစ်တယ်โอเคဒီမှာကျွန်တော်ပြတာနှလို့ရပြီဆိုတော့ကျွန်တော်နှစ်ထပ်တစ်လို့ထပ်ပြပြမှာဖြစ်ပါတယ်ဒီဆိုရေလေးကိုဒီဇုံးလေးနဲ့မွေးလိုက်မှာပေါ့နော်ကျွန်တော်ရေကတအားပွန်းနေဆိုရင်မီးလေးနဲ့ချောလိုက်ပါနော်ကျွန်တော်ရေမွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအလက်တက်ခောက်ချလိုက်မှာဆိုတော့ဒီဇုံးလေးနဲ့မှွေပေးလိုက်ပါโอเคဒီမှာတွေ့ရလားမသိဘူးဒါကျွန်တော်တို့ရေကကြတော့တစ်လုံးနှလုံးများလာရင်တော့ဒီလိုမျိုးအမျိုးတွေထားလာတာပေါ့နော်โอเคကျွန်တော်တို့ဒီမှာမြင်ရလားမသိဘူးအရင်ကမှလွယ်ကူပါတယ်ကျွန်တော်တို့လိုအပ်တဲ့ဟာတော့အချင်းကြီးပေါ့နော်အဲ့ဒီတစ်မျိုးပဲလိုတာပေါ့နော်ကျန်တဲ့အိုးနဲ့ရေကြတော့ကိုယ်မှရှိတာပေါ့နော်ဒီမှာကျွန်တော်ဒီမှာမျောနေပြီမကျုပ်ပေါ့ဒီမှာကျွန်တော်ဒီနေ့ရောက်ဖို့တဲ့ကျုပ်လေးရှစ်လို့လောက်ပါတယ်အလိုလေးဆက်လို့လိုက်ပါဦးမယ်အလိုကိုကြည့်ပြီးတင်ပါတယ်ကျွန်တော်နောက်ပြီးတင်ပြဆက်ကြ